အားလုံးမင်္ဂလာပါပိုင်ပါပြုကေလာလေးရတယ်ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့တော့ကျွန်တော် coffee လေးတောက်ချင်တာနဲ့ coffee ဆိုင်ကိုသွားရတယ် coffee ဆိုင်ကိုသွားပြီးတော့ကျွန်တော် let's fire 10 minute ticket အော်လာလေးထုတ်တယ်ဗျာဆိုတော့ဒီကောင်မလေးလုံးချိန်မွေးရဆိုရင်ကျွန်တော်စီမှာနေတိုင်းလိုလိုကိုရှောင်းအောင်တွက်နေတယ်ရှောင်းအောင်တွက်တာလည်းမပြောနဲ့ဗျာသူ့ရဲ့ channel လေးကောင်မလေးတိုင်းလိုလိုကြိုက်နေတယ်မထင်ရင်ကျွန်တော်ကပဲဒီရင်မွေးတစ်မျိုးလေးကိုရှောင်းနေတယ်ပြီးကြလို့ဆိုတော့အခုလိုအားပေးကြလို့လည်းကျေးဇူးပါလို့ကျွန်တော်ကနေပြီးတော့ရင်မွေးလေးလည်းမဲပါဝေကိုစီစဉ်လေးရှိတယ်စီစဉ်ထားတယ်ဒါကြောင့်မို့ကျွန်တော်အကောင့်လေးကိုလည်း follow ထားဖို့မြစ်တာရက်ခံနေတယ်ဆိုတော့ကျွန်တော်စီမှာ install ရှိတာလေးတွေကတော့ 9 PM ရှိတယ်ဒီကောင်လေးရဆိုရင်နားရောက်ထွက်တဲ့ခါမျိုးတွေပါတီပွဲတွေတက်တဲ့ခါမျိုးတွေတိုင်းမှာတော်တော်လေးတောင်းရအဆင်ပြေတယ်ကောင်မလေးနဲ့တိတ်လုပ်တဲ့ခါမျိုးတွေတိုင်းမှာဆိုလေလုံးဝအဆင်ပြေတဲ့ရေမွေးတစ်လုံးဖြစ်တယ်နောက်တစ်ခုကတော့ CP1 နဲ့လည်းရှိနေတာကောင်လေးရဆိုရင်အနက်အားပြင်းနိုင်မကြိုက်တဲ့လူတွေအတွက်ဆိုတော့လုံးဝအဆင်ပြေပြီးမရှိဆိုင်မှုတစ်လုံးနဲ့ဖြစ်တယ်ဆိုတော့ကျွန်တော်မြန်မာနိုင်ငံလုံးကိုအကြောင်းကိုချင်းနဲ့ကျွန်တော်ပို့ပေးပါတယ်အားလုံးကျေးဇူးပါဗျ